Hello အားလုံးပဲမင်္ဂလာပါရှင်ဆုရဲ့ပထမဆုံး solo train vlog လေးကိုအပြင်ပြေးလိုက်ပါကြည့်ရှုရင်ဘဝအမော်ရခဏပြပြပါစေလို့ရည်ရွယ်ပါတယ်ရှင်ကဲ let's go ဒီတစ်ခါနောက်ပါလေးဘက်ကိုသွားပြီးတော့ dolphin သပိုင်လေးတွေကိုကြည့်ရင်းနဲ့ snorkeling လုပ်ပြီးတော့ရေကူးဖြစ်ခဲ့ပါတယ်ဒီစီရောက်တော့မနက်9 နာရီလောက်အချင်းတို့နဲ့ထသွားပြီးတော့တကားလာအဲ့ဒီပုံမှာတတူရဲတို့ပေါ်တာအော်စကာအစ်တွေနဲ့တွေ့ဟီဟီဟာဟာဒီစားမလားတကယ်တော့အားလုံးကိုထင်နေတယ်အဲ့မှာကိုကကမလေးကမကြောက်ပါဘူးဗောမကြောက်ချင်အောင်ဆောင်ပြီးတော့အဲ့မှာ equipment အပြည့်စုံနဲ့ရေထဲကိုမကြောက်မနှမ်းပေါ့နော်ပလုံးဆိုပြီးတော့အဲ့ဒါလိုဆင်းသွားလိုက်ပါတယ်လို့အဲ့မှာတကယ်တော့လိုင်းရန်ကြီးတယ်ပြီးတော့ဆက်နေရသွားနေရဖြစ်တဲ့အတွက်ကြောင့်မလို့တခါမှ snorkeling မလုပ်ခဲ့ဘူးတဲ့ဆိုလို့သူဆိုလို့ရှိရင်ပထမဆုံးဆိုတဲ့အနေနဲ့ဆိုမလုပ်ကြည့်တဲ့ဘူးပေါ့နော်ဒါအကြံပေးတာပါဘာလို့လဲဆိုလိုက်ရလဲကြီးတယ်ဘေးမှာဆက်လေရလဲအများကြီးရှိတယ်သွားနေရဆိုတဲ့အတွက်ကြောင့်မလို့အရင် risk များပါတယ်အရင်အန္တရာယ်များတယ်ပေါ့နော်ပြီးတော့ကိုကကြတော့ dolphin လေးတွေကိုကြည့်ချင်တယ်လပိုင်လေးတွေကိုကြည့်ချင်တယ်ဆိုတော့အိမ်မှာဘယ်လောက်ချစ်ဖို့ကောင်းလဲကြည့်ပါဦးအိမ်မှာကြည့်ချင်တယ်ဆိုပြီးတော့အရေးစွန့်ပြီးတော့ဒါသွားလိုက်ရတာပေါ့နော်ဒါပေမဲ့ကျင်နေပါတယ်ပြီးတော့အဲ့ဒီမှာအဲ့ဒီသွားတဲ့နေ့မှာဆက်လေးတွေကအရင်များတယ်ဘာလို့လဲဆိုတော့သူရဲ့ holidays ဖြစ်လို့တဲ့ဒီမှာတခြားဆက်လေးတွေမှာလည်းအရင်အဲ့ဒီ dolphin တွေဘက်ကိုပိတ်လိုက်တာတော့ပါအရင်လိုက်တာတော့ပါလို့ရှိတယ်အဲဝန်းနေစရာကောင်းတယ်ကိုယ့်ရဲ့ဆက်လေးဒီမှာတော့ဖြည်းဖြည်းလေးပဲသွားတယ်ပြီးတော့အရင်လပိုင်းနေတော့အရင်မလိုက်ဘူးပိတ်မရဘူးအဲ့လိုမျိုးအတွက်သူလည်းအရင်ကျေးဇူးတင်ပါတယ်လို့အဲ့မှာကမလေးကမောသွားပြီးတော့တခါလေဆက်လေးရဲ့ဟိုရှေ့ဆုံးမှာသွားပြီးတော့လင်းရင်းတော့ခံနေတာပေါ့နော်အဲ့မှာလင်းရင်းခံရင်းနဲ့ဒီဦးထိမှာကျနာတူလေးပါလာခဲ့ရင်ဆိုပြီးတော့အလန်းထက်ကန်လေးရရှိနေတော့တချင်းလေးကိုတတိယရင်နဲ့လွမ်းဆိုပြီးတော့ကမလေးကတိတ်မပြောဒေတာခံရရတယ်အရင်ခင်ဖို့ကောင်းနေတယောက်တည်းခီးသွားတဲ့အတွက်ကြောင့်အရင်တော့စိုးရင်လည်းအခုတော့မစိုးရင်တော့သူတို့ကတပုံအများကြီးလေးရိုက်ပေးတယ်ကိုညီလည်းကိုညီတက်တဲ့အရင်ဖြူစင်ယူသားကြတယ်ဆိုတော့ဒီလိုလေးကဒီလောက်ပါပဲကြည့်ရှုပြီးတော့ကျေးဇူးပါ bye